မင်္ဂလာပါဗျကျွန်တော်ကတော့ B ပါများသောအားဖြင့်တော့ကျွန်တော်ကဒီရက်ဒီမှာ traditional ရော digital ရော media အစုံဆွဲပါတယ်ကျွန်တော်ဒီ project မှာတော့ကျွန်တော်က digital artist အနေနဲ့ပါဝင်တော့မှာဖြစ်ပါတယ်ခင်ဗျာညီမကတော့ artist role ဖြစ်ပါတယ် concept နဲ့ illustration တွေဆွဲတဲ့ artist ပါဘာမှ makeup artist ဒီနေ့ project မှာပါဝင်မှာကောလုံးနဲ့တူဟုတ် Revlon ဆိုတာကတော့ကိုတို့ငယ်တဲ့ကလုံးဝရင်းနှီးပြီးသား brand တစ်ခုပေါ့နော်ဆိုတော့ဒီနေ့ကိုက Revlon ရဲ့ new product မိတ်ဆက်တဲ့ဒီ project လေးမှာ muse တက်ရောက်နေနဲ့ပေါင်းခွင့်ရလို့ကိုရန်ဝမ်းတာမိပါတယ်ဆိုတော့ Revlon လို့ပြောလိုက်တာနဲ့ကိုတို့ကပေါ့နော်ဘိုးဖြစ်တယ်ဆိုတာကိုအားလုံးသိထားပြီးသားဖြစ်မှာပါဆိုတော့ဒီနေ့ဒါအသစ်ထွက်တဲ့ဒီ color stay sweet in lipstick လေးကိုပေါ့နော်တစ်ချက်စိုးကြည့်လိုက်တာနဲ့ကိုရဲ့ confidence ကိုတစ်ခါတိုးစေလို့ခံစားရတယ်ပြီးတော့ဒီ shade တစ်ခုချင်းစီရပေါ့နော်ကိုတို့ဒီတနေ့တာမှာဖြစ်တဲ့မူပေါ်မူတည်ပြီးတော့ပေါ့နော်ကိုရဲ့ခံစားချက်တွေကိုသားရဲပေါ်ပြပေးနိုင်တဲ့lipstick တစ်ခုလို့မြင်ပါတယ်ဒီ project ကပေါ့နော်ခံစားချက်တွေခံယူချက်တွေကိုကိုတို့ lipstick တစ်ချောင်းနဲ့ဖော်ပြပေးနိုင်တယ်ဆိုရဲ vibe မျိုးရရတယ်ကိုတို့ပြီးတော့ဒီလုံးဝမတူညီရဲ့အမှုပညာနယ်ပယ်ရပေါ့နော်အမှုပညာရှင်တွေကသူတို့ရဲ့bonus ကိုမတူညီရဲ့ရှုထောင့်ကနေပြီးတော့ပြသကြရဲဆိုတော့အရန် inspire ဖြစ်မိပါတယ်အမှုပညာမှာကန့်သက်ချက်မရှိသလိုမျိုးဒီအလှပတရားကိုခံစားရတဲ့နေရာမှာလည်းကန့်သက်ချက်မရှိလို့ကိုကတော့မြင်မိပါတယ်ကိုပေါ့နော်ဒီအသစ်ထွက်တဲ့ color stay sweet in lipstick လေးကိုစိုးကြည့်လိုက်တဲ့ချိန်မှာအရန်ကိုထူးခြားတဲ့ခံစားချက်ကိုခံစားရတယ်ပြီးတော့ဒီ lipstick လေးကလည်း12ရောင်တောင်မှပါတယ်ဆိုတော့ပေါ့နော်အရန်ဟိုမှာကိုတို့အတွက်ကွာdaily life မှာအရန်အသုံးဝင်တဲ့အယောင်လေးပြီးတော့အရန်လဲဘိုးဖြစ်တယ်ပေါ့နော်ကိုတို့လိုဘိုးခါလာတွေကြိုက်တယ်လို့တွက်ဆိုလို့ရှိရင်အရန်စင်ပြေရယ်ပြီးတော့ကိုတို့ခါလာ12ရောင်တောင်မှရှိရယ်ဆိုတော့သိရမလားကိုရဲ့မူပေါ်မူတည်ပြီးတော့လိုက်ဆိုးသွားလိုက်ရုံပဲဆိုတော့အရန်အဆင်ပြေရဲ့ဒီဟာနောက်တစ်ခုအရန်ထူးခြားတာတစ်ခုရှိရဘာလဲဆိုလို့ရှိရင်ကိုတို့အစားစားတာပဲဖြစ်ဖြစ်ရေတောက်တာပဲဖြစ်ဖြစ်လုံးဝမပြတ်ဘူးဆိုတော့ကိုဆိုလို့ရှိရင်ကိုတိုင်ကlipstick တစ်ခါဆိုးပွားလို့ရှိရင်ဒီ finish look ဖြစ်သွားတဲ့ဟာမျိုးပဲကြိုက်တယ်ပေါ့နော်တစ်ခါဆိုးပြီးတော့အဲ့လိုထူသွားတဲ့ခံစားချက်မျိုးကိုမကြိုက်ဘူးဆိုတော့သူ့ရဲ့ texture လေးကလည်းလုံးဝဂရီဘာသားလေးလိုမျိုးနူးညံ့ချောမွေ့ပြီးတော့ပေါ့နော်အစ်ဆက်နေတဲ့ခံစားချက်မျိုးလေးခံစားရဆိုကိုအရန်သဘောကျတာပေါ့နော်ဆိုတော့ဒီ color stay straight in lipstick လေးကရိုးရိုးတာမန် lipstick လိုမျိုးလုံးဝမဟုတ်ဘူးဒီစိုးလိုက်တဲ့လူတိုင်းအောင်ပေါ့နော်တစ်ချက်သေးနဲ့လုံးဝ confidence ကိုအပြည့်အဝရစေမဲ့ lipstick မျိုးကိုကတော့ထင်ပါတယ်